လိုပါတယ်ခင်ဗျဒီတစ်ခါ top ဆောက်9ခုဖြစ်ပါတယ်ခင်ဗျနေရာယူပါဦးဟုတ်ပြီနော်လက်တော့တယ်နော်โอเคနေပြီမေကိုဆုံးမအချက်ပြပါမေကိုအစစ်တစ်စိတည်းရှိပြီးတော့တဲ့ချင်းနဲ့အသီးနေမေကိုဒီလမ်းအဖြေကဒီဘက်ကခွင့်ရသွားပြီနော်အစစ်တစ်စိတည်းရှိပြီးတော့ချင်းနဲ့အသီးဇီဒီအဖြေကဟုတ်တယ်ကိုကတော့ပြောဒီမှာပြီးနော်ကိုကပြင်မနေရယူပါကဲမေးပါဦးခင်ဗျအစစ်တစ်စိတည်းရှိပြီးတော့ချင်းနဲ့အသီးမယန်းသည်အဖြေကဟုတ်တယ်ကောင်းလားဤလားမယန်းသီးကိုဘယ်လိုလုပ်စားရကောင်းမယန်းသီးကိုပုတ်စားတယ်ဟုတ်လားသုတ်စားတရေတောင်ကြာနော်အစစ်တစ်စစ်တည်းရှိပြီးတော့ချင်းနဲ့အသီးတရသီးတရသီးတရသီးတွေမှာဘယ်မျိုးစားကြိုက်လဲမျိုးစားကြိုက်လေတရသီးမှာတရသီးမင်းနေတာတရသီးနာမည်မသိဘူးလားတရသီးကအစားအရှည်တွေပေါ့နော်တရလည်းကြောက်လို့ကြာ50ဝင်သီးတို့ဘလို3လုံးတောင်သီးတို့အဲ့လေမချစ်စုတို့ပေါ့တခုရှိတယ်စိတ်တစ်လုံးတော့ရှိတယ်ဘာလို့စဉ်းစားအဖြေကဟုတ်ပြီအစစ်တစ်စစ်တည်းရှိပြီးချင်းနဲ့အသီးခွေးသီးဝေးသီးကိုကိုယ်တိုင်ကြိုက်လားကြိုက်တုတ်စားလို့ရတယ်ဘာလို့လို့ရသေးလဲဝေးသီးကိုမသိဘူးမစားဟုတ်လားဘာလို့လို့ရသေးလဲကိုဝေးသီးကိုဟုတ်ကဲ့ချစ်စားလို့လည်းရတယ်ဝေးသီးချက်လို့စားလို့ရတယ်ဘယ်လိုစားလဲဗျဘာနဲ့ဘယ်လိုချက်ရလဲဝေးသီးကိုအလဲကနေချမ်းပြီးတော့ချစ်စားလို့ရတယ်ဝေးသီးကိုအလဲကနေချမ်းမြောင်းလေးစိတ်မှချစ်စားလို့ရတယ်ငါးနဲ့လည်းချက်စားလို့ရတယ်ချင်းပြုံးလေးဩအဲ့ဘာပြောလေဝီလာဖွဲ့ဆိုတော့လေစိတ်နှုတ်ကျွေးလိုက်နော်ချက်ကျွေးမယ်ပြန်သွားရင်နေစပြီးချက်ပြီးနော်ဟုတ်ပြီဘာဟင်းလဲခွေးသီးဟုတ်ကဲ့အဖြေကโอเคအစစ်တစ်စစ်တည်းရှိပြီးတော့ချင်းနဲ့အသီးမမန်းသည်မမန်းသည်ဝေါအဖြေကဟုတ်တယ်ဝေါအစစ်တစ်စစ်တည်းရှိပြီးချင်းနဲ့အသီးမမန်းသည်ဟာဖြစ်ပြီးသားပြီဘာဖြစ်လဲသွားပြီမြင်တော့မေးသွားဆောင်းနေဟိုဘက်ကတိုင်းမလို့ရဘူးဟိုဘက်ကလှည့်ပြီးတိုင်းမှာဟိုဘက်လှည့်ပြီးတိုင်းမှာဒီဘက်ကလွဲအောင်သူများကိုသွားပြီးခွင့်ရမှာနော်အစစ်တစ်စစ်တည်းရှိပြီးချင်းနဲ့အသီးစားငံသီးစားငံသီးတေချာစဉ်းစားပြီးဖြစ်ရနော်အဖြေကလွယ်သွားပြီခင်ဗျာကဲထုံးစံတိုင်းပဲမဟာအခွင့်အရေးရပြန်ပြီသူများစူးစမ်းထားတယ်၃ကမှားတော့ဒီဘက်ကအခွင့်အရေးရသွားတယ်ထုံးစံတိုင်းပဲကပတိန်ကဆုံးဖြတ်ပါခဏလေးနော်သူတို့၃ယောက်အဖြစ်တစ်ခုတက်ပိုးတဲ့ဟာတွေအကုန်ဖြေလို့ရတယ်အစစ်တစ်ရှိတယ်ဟုတ်တယ်မလားချင်းတယ်မလားအသီးစီးရီသည်နောက်တစ်ယောက်ဆန်ကားသည်နောက်တစ်ယောက်စွန်ပလွန်သည်ဟာ၃ယောက်၃မျိုးတော့ဆိုတယ်ကပတိန်လုပ်ကြပါဦးအသိပြီနော်ပြီးပြီကိုယ့်ဘာသာကိုစိတ်ကြိုက်လဲဖြေလို့ရတယ်လို့သူတို့နဲ့တူတဲ့ဟာလဲဖြေလို့ရတယ်မေးပြီနော်ဟုတ်အစစ်တစ်တည်းရှိပြီးချင်းနဲ့အသီးစီးရီသည်ချင်းလေးတုံနေရမယ်ချင်တာမဟုတ်လားဆန်ကားသည်လည်းချင်ဒီချူဒီပြိတ္တကြီးရေဟုတ်လားမဟုတ်လားယေပါတယ်ဒီကပတိန်ကပိုjust တယ်နော်ဒီစီရဲချီရတယ်ရဲချီတယ်တိုင်းအားပေးတာလေစကြွိုင်းအရန်ကျွမ်းတယ်နော်ဖြေသွားတာတွေက तू ကအလုံးဝကျွမ်းတယ်နော်ကဲအဲ့တော့ဒီဘက်ကတော့ပြိုင်ဘက်ကောင်းနေတော့တွေ့ပြီဗျာသူတို့ကိုအမှတ်အပြတ်နဲ့နော်ခုဖြတ်ထားတော့တွေ့ရမှာဖြစ်ပါလေခင်ဗျနံပါတ်4နဲ့နံပါတ်6နဲ့တွန်းနေတဲ့ဘာတီးလဲဘာချင်းစောကားသီးတယ်ဖန်ကားသီးတယ်ဘာရှိသေးလဲဆောင်းကားသီးအရှိအများကြီးဒီတော့အစစ်တွေအများကြီးပဲပြလိမ့်မယ်ဆောင်းကားပင်စိုက်ထားလို့ပြောတာနံပါတ်4ပြိတ္တဘာဖြစ်မလဲကနဆိုးသည်ပါလားပါဘူးနော်ပါနံပါတ်6မမွန်ဟုတ်ပြီကဲဒါတော့အရောက်တရားမှန်လားမလားဆုံးဖြတ်တာမဟုတ်ဘူးမေးလိုက်တဲ့အခါမှာတူသွားတဲ့အဖြေလေးတွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ထုံးနီးလက်ကောင်းမယ်အခုဆိုရင်အမှတ်နည်းနေရအဖွဲ့ကလည်းအခုမေကုန်း2ခုထပ်မေးမှာဖြစ်တဲ့အတွက်တစ်ခုကိုအမှတ်200ဆိုတော့သူတို့ကြော်သွားနိုင်ပါတယ်ဟုတ်တယ်နော်ဒါကြောင့်ဒီဘက်ကလည်းထပ်ပြီးကြိုးစားမယ်ဟိုဘက်ကလည်းအကျိတ်နဲ့ပြန်ဖြစ်အောင်ကြိုးစားမယ်โอเคနော်ကဲခဏလေးရအောင်ကြည့်ပါ